အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ဆက်များတိုက်မှားခြင်းအကြောင်းပဲဖြစ်ပါတယ်တိုက်မှားခြင်းဆိုတဲ့ကိစ္စဟာတိုက်ဆက်တော်တော်များများမှာကြုံရတတ်ပါတယ်ဘာကြောင့်တိုက်မှားခြင်းဖြစ်ရသလဲဆိုရင်တိုက်ဆက်စစ်ဆေးကြတဲ့အခါတိုက်ဆက်ရှိသူများမှာဥစွာပထမတိုက်ဆွအနွယ်အရင်မပေါ်ပါဘူးပထန်းဆက်အနွယ်ပဲအရင်ပေါ်လေးရှိပါတယ်ရှင်းအောင်ပြောရရင်ပထန်းဆက်ဆိုတာမိမိနဲ့အကျိုးကြောင့်ဆက်၍မိမိသည်ထိုပုဂ္ဂိုလ်များအပေါ်ပြုပေးခဲ့ပူသောဒါနနှင့်ကျေးဇူးတစုံတရာရှိသည်ကိုအကြောင်းပြု၍မိမိအပေါ်ကူညီဆောက်ရှောက်တတ်ကြပြီးမိမိအနီးအနားကပ်နေလေရှိကြသည်ထိုအရာကိုပထန်းဆက်နွယ်လို့ခေါ်ပါတယ်တိုက်ဆက်ဆိုတာကတော့မိမိလာခဲ့တဲ့မိမိရဲ့လားရာဖြစ်ခဲ့ရာအတိတ်ဘဝတော်ဆက်ခဲ့တဲ့အဆက်အနွယ်ကိုတိုက်ဆက်လို့ခေါ်ပါတယ်ထိုကဲ့သို့ပထန်းဆက်အနွယ်ပေါ်သည်ကိုတိုက်ပါမဝသေးသောဆရာများနဲ့တွေ့တဲ့အခါတိုက်ဆက်ဟူ၍ယူဆပြီးအတီးပြုတ်ပေးလိုက်ပါတယ်ထိုအခါမိမိရဲ့အဆက်အနွယ်အစစ်မှန်တိုက်ဆက်ကနောက်တွင်ကြံခဲ့ပြီးပထန်းဆက်အနွယ်ကိုကာယကံရှင်များကမိမိတိုက်ဆက်အနွယ်ဖြင့်လက်ခံသတ်မှတ်ပြီးထိုပထန်းဆက်အနွယ်များ၏လိုလားတောင်းတချက်များကိုဖြည့်ဆည်းလုပ်ကင်ပေးကြပါတယ်ထို့သောပြုလုပ်ရာမှာပထန်းဆက်ကိုတိုက်ဆက်အမှတ်ဖြင့်ပြုလုပ်နေမိသည့်အတွက်ပထန်းဆက်များရဲ့အကူအညီကိုရရှိနေတော့လေမိမိအဆက်အနွယ်အစစ်မှန်တိုက်ဆက်ရဲ့ညှို့ညင်ခြင်းတိုက်ပြစ်ဒဏ်ပေးခြင်းတို့ကိုခံရတတ်ပါတယ်မိမိအဆက်အနွယ်များညှို့ညင်၍တိုက်ပြစ်ဒဏ်ပေးပြီးဆိုရင်ပထန်းဆက်အနွယ်များ၏အကူအညီစောင့်ရှောက်မှုများပင်လည်းအရာမရောက်တော့တဲ့အပြင်တိုက်မှားခြင်းအဖြစ်သို့ရောက်ရှိပါတယ်မိမိတို့အနေဖြင့်တိုက်ပွဲတိုက်ဒဏ္ဍတိုက်ပိုင်းဆိုင်ရာအတွက်ပြုလုပ်ခြင်းများသည်တဲတဲရေသွန်းအကျိုးမရသည့်အဖြစ်မျိုးရောက်တတ်ပြီးစီးပွားရေးညံ့ခြင်းကျန်းမာရေးညံ့ခြင်းတို့နဲ့ရင်ဆိုင်ရပြီးလူမှုရေးပြဿနာများလည်းမကြာခဏဖြစ်ခြင်းအိမ်နှောင်ရေးမပြေလည်ခြင်းအိမ်နှောင်ပြက်ခြင်းအတိတ်နမိတ်ဆိုးများမြင်တွေ့ရခြင်းအိမ်မက်ဆိုးများမှတ်ခြင်းတို့ဖြစ်ပြီးတိုက်ကပြန်ခေါ်ယူခြင်းများကိုပါဖြစ်ပေါ်စေတတ်ပါတယ်။ဒါကြောင့်တိုက်ဆက်မှန်လျင်စံစားကြရပြီးတိုက်ဆက်မှားရင်ခံစားကြရပါတယ်။ဒါကြောင့်တိုက်နဲ့ပတ်သက်ရင်တေးသေးချာချာရေးရစစ်စေးမေးမြန်းသင့်ပြီးတိုက်ဆက်မှန်အစစ်မှန်ပြုလုပ်ကြမယ်ဆိုရင်မိမိတို့အလိုရှိသည်များပြေဝပြီးကိုရောစိတ်ပါအေးချမ်းမှုများရရှိပြီးလှူဒန်းပေးကမ်းနိုင်ကြမှာအမှန်ပင်ဖြစ်ပါတယ်။နောက်ဆက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘူဒရာရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ notification လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။